ဟဲ့ကောင်လေးဘယ်ပြန်လာ ကြောင်းပြန်လာ ကျောင်းဘယ်မှာတက်တာ တကုံပါဗျ ဟုတ်လားကျောင်းကဒီမှာလူပြက်တယ်သွားလာစိတ်မချလို့မိုင်းလိုက်ဖို့ပေးလို့ရ ဟာမလုပ်ပါနဲ့ကျွန်တော်မြင်တွေ့သွားလိမ့်မယ်အဲ့ဒါကြောင့် ဟာလူပြက်တယ်လေဒီမှာယောက်ျားလေးတယောက်တည်းသွားတာမတင်တော့ဘူး ဟာရဒါကျွန်တော်နှစ်ရိုင်းသွားလာနေရပဲရပါ အမေမမြင်စရာနင်းစပိန်မှာစပိန်လက်ရှိအပို့ ဟိုရှိရအိမ်ရဝင်သိလားအဲ့ကျွန်တော်နေအိမ်ရဝင်ပြပြီးသွားမှာဆို အိမ်ရဝင်ရှိရရင်လည်းဆောက်ပြီးတော့ဟိုအရှိရရင်စပိန်နဲ့တင်ပြီးတော့ကြောင်းလိုက်ဖို့ပဲအဲ့ဒါကလည်းကြိုပြီးမယ်လေ မလုပ်ပါနဲ့ကျွန်တော်ဒါနှစ်ရိုင်းသွားလာနေရဆိုရပါတယ်အမေတွေ့သွားရင်ကျတော့ကျွန်တော်နဲ့စုခမ်းမှာ လူ ဆို ပြက်တယ်ယောက်ျားလေးတယောက်တည်းမတင်တော့ဘူး ရတယ်ဒါပေမဲ့အမေတွေ့သွားရင်စုခမ်းမှာဆိုတော့အမေအဲ့လို main ကလေးတယောက်နဲ့ရှူရှူတဲ့တွဲလာမလုပ်အောင်လို့မှာ အမေကြောက်တယ်ပေါ့ ဟုတ်အမေတွဲလာအဲ့လိုမျိုးမလုပ်ခိုင်း မ ဘူး ချလို့ ဟောမလုပ်ပါနဲ့ဖြစ်နိုင်ဒီမှာနေခဲ့ပါကျွန်တော်မိတွေ့သွားမှာဆိုလို့ ဟိုနားလေးပြီးတော့လိုက်ဖို့မယ် တောင်းမှပါဗျာကိုဟိုအမကကျွန်တော်တကယ်ပြောတာပါနော် ဟိုမောင်လေးကမစိတ်မချလို့ ဟာရပါတယ်ကိုပေါ့ပဲကြာနှစ်ရိုင်းသွားလာနေရပဲဘာမှမဖြစ်ဘူးလေ မကြောက်နဲ့လားနောက်နေ့ကျရင်ဒီဟိုးထိတ်ကနေပြီးကြိုပြီးဒီနားရမောင်လေးကလမ်းလျှောက်ပြီးတော့မခုနမှစောင့်နေတယ်လေ မလုပ်ပါနဲ့ကျွန်တော်တကယ်ပြောအမေကိုကြောက်လို့ပါဗျာနော် ဟာမရဘူးလားအခု ဟာရတက်တော့ရကျွန်တော်လမ်းလျှောက်ဝင်လိုက်တော့မယ်နော် တက်ပါ တော့ပါကျွန်တော်လမ်းလျှောက်ဝင်လိုက်တော့ တက်ပါမဟုတ်စိတ်မချ ကျွန် လို့ တော်အမေတွေးတော့မယ်မလုပ်တာနဲ့ မောင်လေးကမစိတ်မချလို့ ဟာရပါဗျာနော်ကိုပေါ့ပဲသွားလိုက်ပါ အဲ့ဆိုအရှိရတော့နောက်ကနေဒီမှာကြည့်နေမယ်စိတ်မချလို့ ဟုတ် တခြားသွားနော်အော်ဘယ်လိုကောင်းလေးလဲမသိဘူးသူ့စိတ်မချလို့ဒီမှာလိုက်ပို့ပါမယ်ဆိုမှာပဲဟုတ်သူ့ဘာလို့မယ်ထင်နေလဲမသိစိတ်ရှိကောင်လေးရတယ်ဒါပေမဲ့ကောင်လေးကချစ်စရာလေးတော့ငါနေတိုင်းလာဆောင်မှာသူ့ကိုလိုက်ပို့မှာ